ချန်ပီယံလိချစ်စစ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ဖီနာဘာဂျီနဲ့ဂေါနက်ဆာဗရက်စီပွဲစဉ်လေးကြောင့်ကိုကျွန်တော်သုံးသပ်ပေးသွားမှာလည်းဖြစ်တယ်ပေါ့နော်ဖီနာဘာဂျီကတော့ဒီနှစ်မှာတော့ချန်ပီယံလိဝင်ခွင့်တနေရာရရှိဖို့အတွက်ပရီးမီးယားလိအခြေစိုက်ကစားသမားတွေနဲ့နာမည်ကျော်ကစားသမားတွေကိုအားဖြစ်ထားတဲ့အခြေအနေတွေလည်းကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဖီနာဘာဂျီကလက်ရှိပေါ့နော်ဒါ green ကိုခေါ်ယူထားပြီးတော့နောက်ချန်ကစားသမားဖြစ်တဲ့အဒက်နတန်အကီကိုလည်းခေါ်ယူထားတယ်ကွင်းလယ်မှာဆိုလည်းပေါ့နော်ဒါ Fred လို့ Asensio လို့ကစားသမားတွေကိုစုဖွဲ့ထားပြီးတော့ဂိုလီဘာနေရာမှာလည်းဒါပေါ့နော်အီဒါဆန်ကိုလည်းဒါခေါ်ယူအားဖြစ်ထားတဲ့အခြေအနေကြောင့်ဒီနှစ်မှာချန်ပီယံလိဝင်ဖို့တနေရာအတွက်ကတော့ဖီနာဘာဂျီကအများစွာဒါပြစ်မှတ်ထားနေတဲ့အခြေအနေကိုလည်းကျွန်တော်မြင်တွေ့ရတယ်ပေါ့နော်ဒီနေ့ပွဲစဉ်မှာတော့ဖီနာဘာဂျီကဒါလို့ပေါ့နော်ဒါတူတီကီနီးပြဖြစ်တဲ့အပြင်ကိုတော့ဒါသူ4-1ပုံစံမျိုးနဲ့သူဖွက်ထွက်လာနိုင်ပြီးတော့တိုက်စစ်မှာတယ်လီစကာကတော့ဥဆောင်လာနိုင်ပြီးတော့ဂရင်းဦးကတော့အရန်အနေနဲ့ပဲဒီနေ့ပွဲစဉ်မှာစူပါဆက်အနေနဲ့ပါဝင်ချေရှိတယ်ပေါ့နော်ဒါကွင်းလယ်နေရာချီချင်းအဖြစ်ဒါဖရက်ဥဆောင်ပြီးတော့ဒါဂရန်ဒိုဇီရိုလို့တူကြုံကြီးဝိုင်းရင်ကစားသမားတွေနဲ့ဒါပေါ်ထွက်လာခြင်းရှိပြီးတော့ဂွန်နက်ဇာဘလက်စီကတော့ပိုလန်လိအပီဖြစ်တာလည်းညီပေါ့နော်ဒါနီးပြဆလိုဗီကီးယားနီးပြကင်တွင်နေပြီးတော့4-3-3ပုံစံနဲ့ပေါ်ထွက်လာဖို့ရှိတယ်ပေါ့နော်ပြီးဘာကြောင့်လဲဆိုတော့ဒီဂွန်နက်ဇာဘယ်စီကဒါပေါ့နော်အိမ်ဝေးကွေးကန်ရမယ်အနေအထားတစ်ခုမှာတော့ဒီနေ့ပွဲစဉ်မှာတော့တိုက်စစ်ထက်သူခန့်စစ်ကိုဦးစားပေးပေါ်ထွက်လာနိုင်ပြီးတော့ကောင်တာအတက်ကင်းပိုင်းနေနဲ့ဖီနာဘာဂျီကိုသူဂိုးရရှိဖို့ဒါဆွမ်းဆောင်လာနိုင်တဲ့အခြေအနေကိုလည်းကျွန်တော်ထပ်ပြီးတော့တွေ့ရတယ်ဖီနာဘာဂျီကနောက်ဆုံး3ပွဲခြေစမ်းပွဲကြည့်ချင်ရပြီ3ပွဲလို့အနိုင်ရရှိထားပြီးတော့ဂွန်နက်ဇာဘယ်စီကနောက်ဆုံး3ပွဲမှာတော့တပွဲနိုင်တပွဲတည်တပွဲရှုံးထားတယ်လိအစ်စ်တန်းကိုကြည့်ချင်ရပြီတူရကီလိနဲ့ပိုလန်လိကတော့အများစွာကွာဟနေပြီးတော့ဖီနာဘာဂျီကကျွန်တော်တို့ဒီဥရောပပြိုင်ပွဲနေမှာပေါ့နော်ဒါချန်ပီယံလိယူပါလိကွန်ဖိုင်နယ်လိမှာမကြာခဏကျွန်တော်တို့ခဏမြင်တွေ့နေရတဲ့အတင်းနဲ့ဖြစ်ပြီးတော့ဥရောပအတွေ့အကြုံများစွာရှိတဲ့အတင်းဖြစ်တယ်ဒါကြောင့်မလို့ပိုလန်ကလပ်ဂွန်နက်ဇာဘယ်စီတဲ့စာရင်တော့ဥရောပအတွေ့အကြုံရစ်ပြီးတော့အချိန်ဝါကြီးတဲ့အတင်းနဲ့ဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ဘူကီတီရဲ့ဒီနေ့ဖွင့်လင်းမှု2-20 3-80ဒီဝင်ရုံကိုကြည့်ချင်းအဖြစ်ဖီနာဘာဂျီနေနဲ့သူ့ရဲ့ဒီအစ္စတန်ဘူကွင်းမှာပေါ့နော်ဂွန်နက်ဇာဘီယာစီကိုတော့သူနောက်တစ်ကြောမှာအခက်အခဲမရှိအောင်တော့သူ့ရဲ့အိမ်ဝေးမှာအကောင်းဆုံးတုတ်ပြန်လာနိုင်တဲ့အခြေအနေကိုတွေ့ပြီးတော့ဂွန်နက်ဇာဘီစီကလည်းဒါဂိုးအများကြီးမပေးဘူးပေါ့နော်ခါစစ်ဥတေလာတဲ့အခြေအနေအကြောင်းဖီနာဘာဂျီကလည်းလက်ရှိဒါလူဝယ်ထားတဲ့လူတစ်တွေနဲ့လက်ရှိပေါ့နော်ဒါလူဟောင်းနေနဲ့အထိုင်ကျဖို့ချက်ချင်းထိုင်ကျဖို့ဆိုတော့တိတ်တော့မလွယ်ကူသေးဘူးဒါကြောင့်မလို့ဖီနာဘာဂျီနဲ့ဂွန်နက်ဇာဘီယာစီပွဲစဉ်မှာတော့ကျွန်တော်ကတော့ဖီနာဘာဂျီနိုင်ခဲ့ရင်တော့နှလုံးထက်မပို့ဘူးလို့မြင်တဲ့အတွက်ကျွန်တော်ဘော်ဒီယိုတော့ကျွန်တော်လက်လျှောက်နေတယ်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်ဂိုးပေါင်းအောက်ကိုလာကျွန်တော်စိုင်းနေတယ်ပေါ့နော်ပြီးတော့ကျွန်တော် TikTok channel ကို follow လုပ်ရင်ဒီကိုတွေ follow လုပ်ထားပြီး